ဒီအမျိုးသမီးတယောက်ကရင်မီးပွိုင်းမှာရက်ဆောင်နေပါတယ်အဲ့ဒီအချိန်မှာပဲမြင်းဖြူတစည်းကိုစီးလာတဲ့အမျိုးသားတယောက်ဖြတ်သွားပါတယ်သူ့ရဲ့ခံညာချုံမောတဲ့အသွင်ပြင်ကြောင့်လမ်းသွားလမ်းလာတွေအားလုံးကအံ့အားသင့်သွားပြီးဖုန်းတွေထုတ်ကတပ်ပုံရိုက်ကြပါတော့တယ်အမျိုးသမီးကအတန်ချက်ဆက်ကိုယူပြီးသူ့ကိုလမ်းပေးရက်ဖို့အမိတ်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသားကလုံးဝလစ်လူရှုခဲ့ပါတယ်စိတ်ပြတ်သွားတဲ့အမျိုးသမီးကသူ့ရင်ပေါ်မှာရဲချက်ပေးပြီးစာရွန်တက်လိုက်ပါတယ်တကယ်တော့သူမဟာရဲရရှိဖြစ်ပါတယ်အဲ့ဒီအမျိုးသားကမြို့လေရင်ပြင်တစ်ခုတည်းကိုမြင်းစည်းဝင်သွားပြီးသူရောက်လာတဲ့ထူးဆန်းတဲ့ကဘာတစ်ကိုလှည့်ပတ်ကြည့်ရှုနေပါတယ်သူ့အတွက်အရာအလုံးကအသစ်ဆန်းတဲ့စိတ်ဝင်စားစရာကြီးပါပဲသူ့နာမည်ကဂျွန်ဖြစ်ပြီးအခြားကဘာကဘယင်တစ်ပါးဖြစ်ပါတယ်သူကငငယ်တုန်းကသူ့တက်ကိုကဲတင်ခဲ့တဲ့သူနဲ့တူတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာကြောင့်မြင်းဖြူစီးပြီးချက်ချင်းလိုက်သွားပါတယ်ဒါပေမဲ့မမျှော်လင့်ပဲဒီကဘာကိုဖျက်ကူးရောက်လာခဲ့တာဖြစ်ပါတယ်အချိန်တည်းမှာပဲရဲရရှိအမျိုးသမီးကလည်းသူ့နောက်ကအနီးကပ်လိုက်လာပါတယ်ဂျွန်ကနောက်လှည့်ကြည့်လိုက်တဲ့အခါသူ့ရှိကအမျိုးသမီးကိုမြင်ပြီးအံ့ဩသွားပါတယ်သူမရဲ့မျက်နှာဟာသူငယ်ဘဝတုန်းကသူ့ကိုကဲတင်ခဲ့တဲ့သူနဲ့တပုံစံနဲ့တူနေပါတယ်အမျိုးသမီးအန်နာကဂျွန်ကိုရင်စည်းကမ်းချိုးဖောက်ထားတယ်လို့စူပူပြီးမြင်းပေါ်ကဆင်းခိုင်းလိုက်ပါတယ်ဂျွန်ကခန့်ညားတဲ့ဟန်ပန်နဲ့မြင်းပေါ်ကဆင်းပြီးအန်နာစီကိုတလန်းချင်းရှောက်လာပါတယ်သူမရဲ့ရဲတစိတ်ဘတ်ကိုကောက်ယူကြည့်ပြီးသူမရဲ့အထောက်အထားကိုအတီးပြုပါတယ်အန်နာမတုံ့ပြန်နိုင်ခင်မှာပဲဂျွန်ကသူမကိုရုတ်တရက်ပွေ့ဖက်လိုက်ပါတယ်အန်နာကအမြန်ရုံးထွက်ပြီးရှင်ကမတင်တော်တာတွေလုပ်နေတာလားလို့မေးလိုက်ပါတယ်ဂျန်ကတော့ငြိမ်ငြိမ်သက်သက်နဲ့ဒါကကျွန်တော်တို့ကဘာရဲ့နှုတ်ဆက်တဲ့ပုံစံပါလို့ပြန်ဖြေလိုက်ပါတယ်나는대한제국의황제이고수상한자를 쫓다가 천둥과 번개가 치는 차원의 공간을 넘어 이곳 အန်နာကတော့ဘာပြောရမှန်းတော့မသိတော့ပါဘူးထို့နောက်ဂျွန်ကသူ့ကိုယ်သူမိတ်ဆက်ပေးပေမဲ့အန်နာကတော့သူပြောသမျှကိုတခုံးမှမယုံကြည်ပါဘူးဂျွန်ကနာမည်ကြီးမင်းသမီးတယောက်ပါတဲ့ကြော်ညာဆိုင်ဘုတ်ကိုမြင်လိုက်ပြီးဒီကဘာကိုဘယင်မတပါအုပ်ချုပ်နေတာပဲကျေးဇူးပြုပြီးသူ့စီကိုခေါ်သွားပေးပါဒါနဲ့ကျွန်တော်ရဲ့မြင်းဖြူကိုလည်းဂရုစိုက်ပေးပါဦးလို့အန်နာကိုပြောလိုက်ပါတယ်အန်နာကတော့သူ့ကိုစိတ်မမှန်တဲ့လူလိုပဲထင်လိုက်ပါတယ်နာမည်ကြီးမင်းသမီးတယောက်ကိုဘယင်မလို့ခေါ်နေတာကိုနောက်ဆုံးမှာတော့ရင်းစည်းကမ်းချိုးဖောက်မှုနဲ့ရဲတာဝန်ထမ်းဆောင်မှုကိုအနောက်ရှက်ပေးမှုတို့ကြောင့်အန်နာကဂျွန်ကိုဖမ်းဆီးပြီးရဲစခန်းကိုခေါ်သွားပါတယ်သူစည်းလာတဲ့မြင်းဖြူကိုလည်းရဲကတင်စီလိုက်ပါတယ်ရဲစခန်းရောက်တော့အန်နာကသူ့နာမည်ကိုမေးပါတယ်ဂျွန်ကပြောပြလိုက်ရင်တော့ခင်ဗျားကကျွန်တော်ကိုအဲ့ဒီနာမည်နဲ့တိုက်ရိုက်ခေါ်ခွင့်မရှိပါဘူးလို့ပြောလိုက်ပါတယ်သူ့မှာနိုင်ငံသားမှတ်ပုံတင်မရှိတရားဝင်ထောက်ထားမရှိပါဘူးသူ့ရဲ့အထောက်ထားကိုလက်ပွေရနဲ့ပဲစစ်ဆေးနိုင်ပါတယ်ဒါပေမဲ့သူကအခြားကဘာကလာတဲ့သူဖြစ်တဲ့အတွက်သူ့ရဲ့လက်ပွေရဟာဒီကဘာရဲ့မှတ်တမ်းထဲမှာဘလို့မှမရှိနိုင်ပါဘူးဒီလိုနဲ့အခြားကဘာကဘယင်တစ်ပါးဟာရဲစခန်းအချုပ်ခန်းထဲမှာအကျဉ်းသားအဖြစ်ပိတ်လောင်ခံလိုက်ရပါတော့တယ်